ဒီညာပြောပြမဲ့ဇလန်းလေးကတော့ချစ်ချင်းမြတ်တာကိုအခြေခံပါတယ်ရှင်ဒါပေမဲ့အဲ့ဒီချစ်ချင်းမြတ်တာကလူနှစ်ယောက်ကြားမဟုတ်ဘူးအသက်ရှင်နေတဲ့လူနဲ့တင်းញိုင်းကိုစောင့်နေတဲ့ဝိညာဉ်တစ်ခုကြားကဘယ်တော့မှမပြီးဆုံးတဲ့သစ္စာတရားအကြောင်းပါAR တိုင်းဘက်ကရွာလေးတွေရွာမှာရွာအပြင်ဘက်မှာရှိတဲ့ညောင်မင်းအိုကြီးနားကတင်းញိုင်းဟောင်းကိုညနေဆောင်ရင်ဘယ်သူမှမဖြတ်ရဲကြဘူးရှေးလူကြီးတွေပြောတဲ့စကားတခွန်းရှိတယ်တင်းញိုင်းထဲမှာငိုနေတဲ့မိန်းကလေးကိုတွေ့ရင်မနစ်သိမ့်နေတဲ့ရွာသားတယောက်ဖြစ်တဲ့ကျော်စွာကတော့အဲ့ဒီအယူဆကိုမယုံဘူးသူကခက်လူငယ်တယောက်လည်းဖြစ်တယ်digital သမားလေးတယောက်ဖြစ်တယ်။ဤပညာတွေလေ့လာနေတဲ့သူတယောက်ဖြစ်တယ်။သူရွာကိုခဏပြန်ရောက်တဲ့အချိန်မှာဒီစကားတွေကိုဟိုနားဒီနားကြားတော့သူကတော့လုံးဝမယုံကြည်ဘူးလို့အမြဲတမ်းပြောတယ်။ဒီနေ့တော့ရွာသားတွေကတားပေမဲ့သူလာပညာတညမှာအဲ့ဒီတင်ညာကိုသူသွားလိုက်တယ်။အဲ့ဒီညပဲလာပညာလေးမတိုက်ဘူး။ဒါပေမဲ့ညောင်ရွက်တွေကတဖြုတ်ဖြုတ်လှုပ်နေတယ်။ရုတ်တရက်အမျိုးသမီးတယောက်ငုံနေတဲ့အတန်ကြားလိုက်တယ်။အတန်နီးလာတယ်။နီးလာလေးလေးဝမ်းနေလာလေးလေးပဲ။ကြော်စွာအတန်နောက်ကိုလိုက်သွားတယ်။တင်းញိုင်းလေမှာအုတ်ကူအောင်တစ်ခုအုတ်ကူရှေ့မှာအဖြူရောင်မြမရိုးရအင်ဂျီလေးကိုဝတ်ထားတဲ့အမျိုးသမီးလေးတယောက်ငိုနေရှာတယ်။စပင်ရှည်ကြီးကမျက်နှာကိုဖုံးအောင်လို့ကြော်စွာတနာသွားတယ်။ညီမလေးဘာဖြစ်လို့ဒီမှာတယောက်တည်းငိုနေတာလဲ။အမျိုးသမီးကငိုတန်ရက်သွားတယ်ခဏကြာတော့တိုးတိုးလေးပြောလိုက်တယ်သူပြန်လာမယ်လို့ဂရိပေးခဲ့တယ်အကိုဘာတူလဲကြော်စွာမေးလိုက်တယ်အမျိုးသမီးကဖြည်းဖြည်းချင်းလက်ညှိုးထိုးပြတယ်အုတ်ကူပေါ်မှာအမည်တစ်ခုရေးထားတယ်မောင်ကြော်စွာရင်နဲ့အေးဆက်သွားတယ်အဲ့ဒီနာမည်ကသူ့နာမည်နဲ့တစ်ထပ်သေးသူခေါင်းမော့ကြည့်လိုက်တဲ့အချိန်အမျိုးသမီးကသူ့ရှေ့မှာမရှိတော့ဘူးဒါပေမဲ့အုတ်ကူပေါ်မှာလက်လက်ဆက်ဆက်ခူးထားသလိုစပယ်ပန်းတစ်စီးတင်ထားတယ်သူကင်မရာကိုပြန်ကြည့်လိုက်တယ်သူရိုက်လိုက်တယ်ဆိုတဲ့ဗီဒီယိုထဲမှာသူတယောက်တည်းစကားပြောနေတာကိုပဲတွေ့တယ်ငိုနေတဲ့အမျိုးသမီးကိုလုံးဝသူမတွေ့ဘူးအိမ်ပြန်ရောက်တဲ့ညမှာသူ့ဖုန်းထဲကိုအန်နုံနံပါတ်ကနေမက်ဆေ့တစ်စောင်ဝင်လာတယ်ဒီတခါတော့မင်းပြန်လာပြီဟာဘာလဲကွာငါမှထိတ်လန့်တကြားနဲ့ဖြစ်နေရတဲ့အထက်ဘသူကငါ့ကိုလှမ်းပြီးတော့နောက်ပြောင်ကြည့်စင်နေတာလေကြော်စွာအဲ့ဒီဖုန်းနံပါတ်ကိုခေါ်လိုက်တယ်ဒါပေမဲ့အဲ့ဒီဖုန်းနံပါတ်ကိုတက်ဆင်ထားခြင်းမရှိပါဆိုတဲ့အတန်ပဲပြန်ကြားရတယ်ကြော်စွာအိပ်ပျော်သွားတဲ့အချိန်ထူးဆန်းတဲ့အိမ်မက်တစ်ခုမှတ်တယ်သူကမြန်မာပြည်လက်ထက်ကလူငယ်တယောက်သူ့ဘေးမှာရွှေချီထမိန်ဝတ်ထားတဲ့မိန်းကလေးတယောက်ရှိတယ်။သူကသူ့လက်ထက်ကပန်းစီကိုကြော်စွာစီပေးလိုက်ပြီးတိုးတိုးလေးပြောတယ်။အကိုစစ်ပြီးဆက်ပြန်လာခဲ့နော်။အဲ့ဒီချိန်မှာပဲစစ်တပ်ကအော်တန်တွေမြင်းခွာတန်တွေဓာချင်းရိုက်တန်တွေဆူညံသွားတယ်။ကြော်စွာလက်ထွက်သွားတယ်။မိန်းကလေးကတော့အဲ့ဒီညောင်မင်းအောက်မှာရက်ကြံခဲ့တယ်။ကြော်စွာလန်နိုးလာတော့မျက်နှာပေါ်မှာမျက်ရည်တွေစွနေတယ်။ဒါပေမဲ့သူဘာကြောင့်ငိုနေသလဲဆိုတာစဉ်းစားလို့မရဘူး။နောက်တနေ့ရွာဖုန်ကြီးเจ้าကိုသွားပြီးတော့ဆရာတော်ကိုဖြစ်ပြအားလုံးရှောက်တင်လိုက်တယ်။ဆရာတော်ကခဏလောက်တိတ်နေပြီးတော့မေးလိုက်တယ်။မင်းစပယ်ပန်းနံတွေမကြာခဏရနေလားတဲ့။ကြော်စွာအံ့ဩသွားတယ်။တကယ်ပဲ3ရက်လုံးပဲနေရာရောက်စပယ်ပန်းရနံကိုသူရနေခဲ့တာ။ရှင်ဖျားမှန်ပါတယ်ဖျားတပည့်တော်ဘယ်နေရာသွား3ရက်ဆက်တိုက်စပယ်ပန်းရနံတွေလှိုင်နေအောင်မှုေးနေအောင်ရနေပါတယ်ဖျားသူ့စကားအဆုံးပါပဲဆရာတော်ကစာအုပ်အောင်တုပ်ကိုထုတ်လာတယ်အဲ့ဒီစာအုပ်ထဲမှာနှစ်ပေါင်း200ကျော်အရင်ကရွာမှတ်တမ်းတွေရေးထားတယ်စာမျက်နှာတစ်ရွက်မှာပုံကျန်းတစ်ခုညောင်မင်းကြီးတစ်ပင်အုတ်ကူဖြူဖြူလေးတစ်ခုပြီးတော့စပယ်ပန်းလေးတွေဒါအပြင်လူငယ်တယောက်ရဲ့ပုံကြော်စွာရင်တုံသွားတယ်အဲ့ဒီမျက်နှာကငါနဲ့တပုံစံနေပါလားအောက်မှာစားကြောင်းတစ်ကြောင်းရေးထားတယ်မောင်ကျော်စွာစစ်ထွက်သွားပြီးပြန်မလာနိုင်ခဲ့နောက်စားကြောင်းကိုဖတ်လိုက်တဲ့အချိန်မှာကျော်စွာအသက်ရှူရက်သွားမှတည်းဖြစ်သွားတယ်သူ့ကိုစောင့်နေတဲ့မနီးယာတိတ်ဆုံးသွားပြီးတဲ့နောက်မှာသူတိတ်ဆုံးသွားတယ်လို့သိပြီးတဲ့နောက်ညောင်မင်းအောက်မှာ
သစ္စာမပြတ်တဲ့ဝိညာဉ်မာလေးဖြစ်သွားတယ်ဟာအဲ့ဒီချိန်မှာပဲကျောင်းဝန်းထဲကိုလေးမတိုက်ပဲစပယ်ပန်းရနဲ့တွေပြင်းပြင်းထန်ထန်ပြန်လာတယ်ဆရာတော်တကားပြင်ကိုကြည့်တိုးတိုးလေးပြောလိုက်တယ်သူရောက်လာပြီကြောစွာအလိုလိုလှည့်ကြည့်လိုက်တယ်ကျောင်းဝန်းအပြင်ညောင်မင်းအောက်မှာအဖြူရောင်ဝတ်ထားတဲ့မနှင်းကြီးလေးကသူ့ကိုပြုံးပြနေတယ်ဒီတစ်ခါသူ့ရဲ့မျက်နှာကိုစပယ်နဲ့ဖုံးမထားတော့ဘူးဒါပေမဲ့မနှင်းကြီးမှာသူ့မှာအရေးမရှိဘူးကြော်စွာသူမစီကိုခြေလန်းတလန်းလှမ်းလိုက်တယ်ဆရာတော်ကအတန်ကြက်ကြက်တားလိုက်တယ်မောင်ကြော်စွာမင်းမသွားနဲ့နော်သူခေါ်ရင်မင်းမလိုက်နဲ့ဒါပေမဲ့ကြော်စွာရဲ့နားထဲမှာဆရာတော်အတန်မဝင်တော့ဘူးသူကြားနေတာကမနှင်းကြီးရဲ့တိုးတိုးလေးခေါ်တယ်မယ်ဒီတခါငါ့ကိုတယောက်တည်းမထားခဲ့ပါနဲ့နော်တဲ့အဲ့ဒီညပဲကြော်စွာတင်းញိုင်းကိုတယောက်တည်းပြန်သွားတယ်လာပြီညတင်းញိုင်းတစ်ခုလုံးအဖြူအောင်မြူတွေနဲ့ဖုံးလွှမ်းနေတယ်မနှင်းကြီးကအုတ်ကူရှင်မှာငိုနေပြန်တယ်ဒီတခါတော့ကြော်စွာအနားရောက်သွားပြီးတော့တိုးတိုးလေးမေးလိုက်တယ်မင်းဘာကိုစောင့်နေတာလဲမနှင်းကြီးကောင်းမော့လိုက်တယ်သူမရဲ့မျက်ဝန်းတွေထဲမှာမျက်ရည်မရှိဘူးမျက်ရည်တွေအစားလားပြေရောင်တွေတောက်ပနေတယ်သူမလက်တစ်ဖက်ကိုဖြည်းဖြည်းချင်းဆန့်ပေးလိုက်တယ်အကိုကျမအကိုကိုစောင့်နေတာဒါဆိုဘယ်သူကိုသူမအပြုံးပြတ်သွားတယ်ပြီးတော့အုတ်ကူကိုလက်ညှိုးထိုးပြလိုက်တယ်ကျော်စွာအုတ်ကူပေါ်ကကြောက်စာကိုမိအိမ်နဲ့ထိုးကြည့်လိုက်တယ်အရင်ကမောင်ကျော်စွာလို့မြင်ခဲ့တဲ့အဲ့ဒီအုတ်ကူပေါ်ကစာအခုတော့ပြောင်းနေတယ်အုတ်ကူပေါ်မှာရေးထားတာကမနှင်းကြီးကိုစကားပြောခဲ့တဲ့သူအားလုံးအိတ်ဆက်နေကြသည်တဲ့ဘာတွေလဲငါဘာတွေဖြစ်နေရလဲကျော်စွာနောက်ကိုခြေလန်းတလန်းဆုပ်လိုက်တယ်အဲ့ဒီအချိန်တင်းញိုင်းတစ်ခုလုံးကငိုတန်းတွေတပြိုင်တည်းထွက်လာတယ်အုတ်ကူတိုင်းရဲ့နောက်မှာလူရိတ်တွေတဖြည်းဖြည်းပေါ်လာတယ်အမျိုးသားတွေအမျိုးသမီးတွေအားလုံးမနှင်းကြီးနဲ့စကားပြောမှုတဲ့လူတွေသူတို့အားလုံးကြော်စွာကိုတပြိုင်တည်းကြည့်ပြီးတော့တခွန်းနဲ့ပြောလိုက်တယ်ငါတို့လေတနာလို့စကားပြောခဲ့တာပဲမနှင်းကြီးမျက်လုံးမိတ်လိုက်တယ်လေတစ်ချက်ဖြည်းဖြည်းလေးတိုက်သွားတယ်သူမရဲ့ကိုဟာမြူရီလိုပဲပျောက်သွားတယ်ဒါပေမဲ့ကြော်စွာရက်နေတဲ့မြေကြီးအောက်ကလက်တစ်ဖက်ဖြည်းဖြည်းချင်းထွက်လာတယ်ပြီးတော့သူ့ခြေချင်းဝတ်ကိုဆုပ်ကင်လိုက်တယ်နောက်တနေ့မနေ့ရောက်တဲ့အခါရွာသားတွေဟာတင်းញိုင်းကိုရောက်လာတော့ကြော်စွာကိုမတွေ့တော့ဘူးကင်မရာတစ်လုံးပဲအုတ်ကူရှင်မှာကျန်နေခဲ့တယ်ဗီဒီယိုကြည့်လိုက်တော့သူ့ကင်မရာမှာရှိတဲ့ဗီဒီယိုဖွင့်ကြည့်လိုက်တော့နောက်ဆုံးစက္ကန့်မှာကြော်စွာရဲ့အတန်ကြားလိုက်ရတယ်သူကမငိုတော့ဘူးတဲ့ဗီဒီယိုမပိတ်ခင်တစ်စက္ကန့်အလိုမှာကင်မရာရှေ့ကိုအဖြူရောင်ဝတ်စုံဝတ်ထားတဲ့မနှင်းကြီးဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တယ်ဒါပေမဲ့သူပြုံးနေတယ်သူ့ရဲ့ဘေးမှာနောက်ထပ်လူတစ်ယောက်ရက်နေတယ်အဲ့ဒီလူကကိုကျော်စွာဖြစ်ပါတယ်ရှေးလူကြီးတွေကတင်းញိုင်းထဲမှာငိုနေတဲ့မိန်းကလေးကိုတွေ့ရင်စကားမပြောနဲ့လို့ပြောခဲ့တာကသူ့ကိုကြောက်လို့မဟုတ်ဘူးသူ့ကိုတနာပြီးတော့စကားသွားပြောမိတဲ့သူသွားပြီးတော့နှစ်သိမ့်ပေးမိတဲ့လူကသူနဲ့အတူထာဝရတိတ်ဆိတ်သွားတယ်လို့ပါပဲအားလုံးကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေရှင်